ဒါဆိုရင်တော့ဒီမှာ file လေးရလာပြီပေါ့နော် open ဆိုပြီးကျွန်တော် file လေးပေါ်လာပြီအဲ open ပေါ်လာရင်အဲ open ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်က Google Gemini ကိုသုံးပြီးတော့ PowerPoint တစ်ခုကိုအလွယ်တကူဘယ်လိုပြင်ရမလဲဆိုတာကိုဒါ tutorial အနေနဲ့လုပ်ပြပြမှာဖြစ်ပါတယ်အဲ့တော့ PowerPoint တစ်ခုကိုကျွန်တော်တို့အချိန်အများကြီးမရဘဲနဲ့ပေါ့နော်ဟိုကိုယ်တိုင်မလုပ်နိုင်တော့ဘဲနဲ့ဒီပြင်ဆင်ဖို့လိုလာတဲ့အချိန်မှာဒါ Google Gemini ကိုဘယ်လိုသုံးရမလဲဆိုတာကိုဒီနေ့tutorial လုပ်ပြမှာဖြစ်ပါတယ်ကူတူလုပ်ပြလိုက်တဲ့ PowerPoint file ကိုပဲဒါကိုယ်တိုင်နောက်ထပ်ပြီးတော့ပြင်ချင်တာတွေဖိုင်လက်ဆက်ပြင်ကိုရတယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ကျွန်တော်ကဒါဖုန်းနဲ့ပဲ tutorial လုပ်ပြသွားမယ်ပြီးတော့ဒီကွန်ပျူတာသမားတွေအတွက်လည်းနောက်ထပ်ဗီဒီယိုတစ်ခုအနေနဲ့လုပ်ပြပေးသွားမယ်တက်နိုင်တော့ကွန်ပျူတာမှာလုပ်တာတော့ပို့ပြီးတော့မြန်တယ်လုပ်ရတာပို့လည်းတက်တာတယ်ပေါ့နော်ဒါပေမဲ့ဖုန်းပဲရှိတယ်ဆိုလို့ရှိရင်လည်းဒီနေ့ဖုန်းနဲ့ဘယ်လိုလုပ်မလဲဆိုတာကိုဒီနေ့နမူနာလုပ်ပြပေးမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုကြည့်ကြည့်အောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့လုပ်တော့မယ်ဆိုတော့အရင်ဆုံးGoogle Gemini ကျွန်တော်တို့ဖွင့်မယ်မဖွင့်ခင်မှာကျွန်တော်တို့အရင်ဆုံးကိုပါလုပ်ချင်တာလဲပေါ့နော်ကိုလုံးမဲ့ကျွန်တော်တို့ဒီပကွာဘာဟိုအနေနဲ့ခိုင်းချင်တာလဲပေါ့နော်ခိုင်းချင်တာလဲဆိုတော့ကျွန်တော်ကဒီမှာတော့နမူနာအနေနဲ့ British Council Land English ကဒီ grammar သင်ခန်းစာတစ်ခုကိုကျွန်တော်ကစာတင်တော့မယ်ပေါ့နော်တင်တော့မယ်ပေါ့တင်ဖို့ရအတွက်ကျွန်တော်ကတို့ကိုဒီကျောင်းသားတွေမတင်ဒီမှာ PowerPoint လေးအမြင်လုပ်ချင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တင်မှာကဒီနေ့ကဥပမာဒီ 0 ဒီသင်ခန်းစာပေါ့နော် conditional 0 first and second ဆိုတော့ဒီသင်ခန်းစာလေးကျွန်တော်တင်ချင်တဲ့အတွက်ကျွန်တော်ကဒီကောင်လေးကိုဒီမှာ copy ယူလိုက်မယ်ပေါ့နော် copy ကိုကုန်ယူလိုက်မယ် copy ကူးလိုက်မယ်သူရဲ့ရှင်းပြထားချက်တွေအကုန်လုံး copy ဒါနမူနာပြတာပေါ့နော်ကိုထည့်ချင်တဲ့ကိုဖြစ်ဒီကိုတင်လုပ်ချင်တဲ့အကြောင်းအရာတွေဒီလို copy ကူးလိုက်မယ်ကျွန်တော်တို့လောလောဆယ်ပြင်ထားမှရှိတော့ဒီBritish Council ကသင်ခန်းစာတစ်ခုပဲကျွန်တော်လွယ်ကူယူလိုက်ရပါတော့ပြီးရင်ဒီ copy ကူးပြီးတော့ဆိုကျွန်တော်တို့ပြသွားမလဲဆိုလို့ရှိရင်ခုနက Gemini ကိုသွားမယ်ပေါ့နော် Gemini သွားပြီးလို့ရှိရင်ဒါ Gemini မှာဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီလိုမျိုး home screen ကိုတွေ့ရမယ်ပေါ့နော်အဲ့ဒီ home screen တွေ့ရပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ prompts လေးရေးမယ်ပေါ့နော် prompts ကတော့ကိုလုပ်ပေးပါလွယ်လွယ်လေးပါပဲမြန်မာလိုရေးလေးရပါတယ်ကျွန်တော် English လိုရေးလိုက်မယ် make an effective PowerPoint using the given resources ကိုသုံးပြီးတော့ပါနော် resources and use the suitable ပုံလေးလေးကျွန်တော်ထည့်စီချင်တာဆို use the suitable pictures ပေါ့နော် use the suitable pictures ဒီမှာကျွန်တော်ကကိုဘာလို့ဒီကောင်ဘာလို့ဘယ်အတွက်သုံးပါလဲဆိုတာလေးလည်းကျွန်တော်သုံးလိုက်မယ်ဆို online class မှာသုံးမယ်ပါနော် class မှာသုံးမယ်အချိန်လေးထည့်လိုက်မယ်30 minutes ပေါ့နော်30 minutes အတွင်းမှာကျွန်တော်သင်မယ်ပေါ့နော်ပြီးရင်ဒီမှာကျွန်တော်ကဒါကတော့စာသင်တာအနေနဲ့ပြင်ပြဖြစ်တဲ့အတွက်ဒီမှာ lead activity လေးတွေပါပေါ့နော်ထည့်ခိုင်းလိုက်မယ်ပြီးဒီမှာ resources တွေကိုကျွန်တော်တို့ဘာလုပ်လိုက်လဲဆိုရင်ခုန copy ကူးထားတဲ့ဟာလေးကိုဒီမှာ paste လုပ်လိုက်ပေါ့နော်ဒီမှာရသွားပြီဆိုတော့ဒါကတော့ကျွန်တော်ကစာသင်တဲ့သင်ခန်းစာတစ်ခုပြတာပေါ့နော်ကိုလုံးချင်တဲ့အကြောင်းအရာတွေဒီမှာ copy ကူးထည့်လိုက်ပါလို့ဒီကတော့ပြောချင်တာပါဆိုတော့အဲ့လိုထည့်ပြီးသွားပြီဆိုကျွန်တော်ဗာနှိပ်လဲဆိုဒီဘက်ကမြားလေးပေါ့နော်ဒီဘက်ကမြားလေးနှိပ်လိုက်ရပြီအဲ့ဆိုခဏစောင့်လိုက်မယ်ပြီးရင်သူကဒီမှာလုပ်နေပေါ့နော်ဒီခဏစောင့်ပေးရမယ်ကျွန်တော်တို့ဆိုတော့ခဏစောင့်ပေးလိုက်မယ်ဆိုရင်သူကဒီမှာ PowerPoint file လေးချပေးလိမ့်မယ်ပေါ့နော်ဆိုတော့ဟိုစောင့်နေတော့မှကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီကောင်ကဒီကွန်ပျူတာမှာလုပ်မယ်ဆိုရင်တော့ပို့ပြီး spot ဖြစ်တယ်ပို့ပြီးတော့လည်းဒီ Google slide နဲ့ချိန်ပြီးပြင်တာတို့ပြီးရင် PowerPoint Google slide မှာပဲနောက်ထပ် slide တွေထပ်ပြင်တာစလုံးတွေ edit လုပ်တာ font တွေပြောင်းတာပုံတွေပြောင်းတာစသဖြင့်အကုန်ပြင်ပြီးတော့ Google slide နဲ့တွဲလိုက်လို့ရတယ်ဒီမှာလေးရတယ်ပေါ့နော်ဒီမှာလေးကျွန်တော်တို့အဲ့ fashion လေးကိုလုပ်ပြပါမယ်ဖုန်းမှာလည်းလုပ်ပြမယ်ဒါပေမဲ့ဒီကွန်ပျူတာမှာကျွန်တော်ပို့ပြီးတော့အဆင်ပြေရဲဆိုတာကိုပြောချင်တာပေါ့ပြီးတော့မှကိုက Google slide နဲ့မသုံးတက်ဖို့ဆိုလို့ရှိရင် Google slide ကိုဒီ file ကို export လုပ်ပြီးတော့မှ Google slide မှာ PowerPoint file နဲ့ပြန်ကောင်းပြီးတော့ဒီ Microsoft မှာပြန်ပြင်ချင်လည်းရတာပဲနော်ဆိုတော့ဒီမှာသူ
ready တော့ဖြစ်သေးဘူး ready ဖြစ်ရင်တော့ဒီမှာဒါဖွင့်လို့ရတဲ့ file လေးဖြစ်လာလိမ့်မယ်ပေါ့နော် okay ခဏစောင့်မယ်ဒါဆိုရင်တော့ဒီမှာ file လေးရလာပြီပေါ့နော် open ဆိုပြီးကျွန်တော် file လေးပေါ်လာပြီအဲ open ပေါ်လာရင်အဲ open ကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ PowerPoint file ကိုဒါတွေ့ရပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအတန်းထဲမှာ sharing တင်တော့မယ်ဆိုရင်လည်းဒီမှာ PowerPoint လေးပေါ်လာပြီဒီမှာဆိုရင်ကျွန်တော်ဒီဘက်မှာသွားတဲ့ညာလေးပါတယ်ပေါ့နော်ဒီလိုလေးနဲ့ sharing လုပ်လို့ရတယ်ပြီးတော့ကိုက transition တွေပါထပ်ထည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ဘာလုပ်လို့ရမလဲဆိုရင်ဒီ Google Slide ဆိုတဲ့ဟာလေးကို export to slide ဆိုလို့နှိပ်လိုက် export to slide ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူက Google Slide မှာဒီကိုဝင်ထားတဲ့ Google account ရဲ့ Google Slide မှာတွားပြီးတော့ဒီ file လေးတစ်ခုတွားပြီးတော့အဲ့မှာ create လုပ်ပြီးသားဖြစ်သွားမယ်ပေါ့နော်ပြီးဒီမှာကျွန်တော် download ဆိုတဲ့ button လေးလည်းပါတယ်ဒီဘေးလေးမှာကျွန်တော်ပြလိုက်ပေါ့နော် highlight လုပ်ပြလိုက်မယ်ဒီ download button လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့သူကအဲ့ download နှိပ်လိုက်ပြီဆိုရင်တော့ PDF format နဲ့လုပ်ပြတာဖြစ်တယ် edit လုပ်မရတော့ဘူးเนาะသူကအဲ့ဒါကြောင့်ဘာလို့သုံးလဲဆိုတော့ hand out တွေပါအနေနဲ့ print လုပ်ပြီးတော့ဝေမှာမျိုးဆိုရင်တော့ဒါမျိုးလေးထုတ်လို့ရတယ်နော်ဒီမှာသူက new slide created ဆိုတာလေးပါတယ် open slide အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကိုကဘယ်ရောက်သွားမလဲဆိုရင် Google slide ထဲကိုရောက်သွားပြီပေါ့နော်Google slide ထဲရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကထပ်ပြီးတော့ transition တွေထည့်တာစလုံးတွေပြင်တာဒါတွေအကုန်လုပ်လို့ရသွားပြီပေါ့နော်သူတွေအကုန်ရောက်လုပ်လို့ရသွားပြီဒါမှမဟုတ်အဲ့ဒီကောင်ပဲကျွန်တော်တို့ကဒီဟိုပါပေါ့ဒါဆိုတာကျွန်တော်ဖုန်းမှာပဲဖွင့်တာပေါ့နော်Google slide လေးလည်းထည့်ထားဖို့လိုတယ်ဒီလိုမျိုးလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်က Google slide လည်းထည့်ဖို့လိုတယ် Google Play Store မှာ Google slide ဆိုတာလို့တွား down ပြီးတော့ထည့်လို့ရတယ်ပေါ့နော်ဆိုတော့ခုန file လေးကိုဒီမှာ direct open လုပ်လို့လည်းရတယ်direct open လိုက်နေဆိုလို့ရှိရင်လည်းရတယ်ခုန Google slide မှာ export လုပ်ပြီးအဲ့မှာတွားတင်ချင်လည်းရတယ်အဲ့မှာပြင်ပြီးတော့မှ Google slide ဒီ PowerPoint file နဲ့တောင်းပြီးတော့ Microsoft မှာထပ်ပြင်ချင်တယ်ရဒါလေးအကုန်လုံးတော့ဒါနောက်ထပ်ဗီဒီယိုတစ်ခုကွန်ပျူတာနဲ့လုပ်တဲ့ခါလေးလုပ်ပြမယ်ပေါ့နော်ဒီမှာကျလက်ဝင်လို့ကပြီးရင်ကျွန်တော်ကဒီမှာနောက်ထပ် button လေးတစ်ခုကဒီ share လုပ်တဲ့ဟာလေးလည်းပါတယ်ပေါ့နော်အဲ့ share လုပ်တဲ့ဟာလေးကျွန်တော်နှိပ်လိုက်ပြီဆိုတော့ link လေးတစ်ခုတော့ create လုပ်ပြီးတယ် create public link ဆိုပြီးအဲ့ link လေးကိုကျွန်တော်ကူးထည့်လိုက်နေဆိုလို့ရှိရင်သူကဒီမှာ view လုပ်လိုက်တာနဲ့ဘာပေါ်သွားမလဲဆိုရင်ဒီ PowerPoint ကိုဒါဘယ်သူမှမဆိုဝင်ကြည့်လို့ရသွားပြီပေါ့နော်အဲ့တော့ကိုကတခြားလူတယောက်ကိုလုပ်ထားတဲ့ဒီ PowerPoint လေး share ချင်တယ်ဆိုလို့ရှိရင်အဲ့ link လေး share လိုက်တာနဲ့ကျွန်တော်တို့ကဒီမှာဒီ file လေးကိုကျွန်တော်တို့ဒီမှာကြည့်လို့ရသွားပြီဖြစ်တော့နော်အဲ့တော့ဒီ link လေးကို copy ယူလိုက်မယ် copy share သွားလေးနှိပ်လိုက်မယ်သူပြပေးတဲ့ link လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကကြိုက်တဲ့ browser တစ်ခုမှာအဲ့ဒီ link လေးကိုထည့်လိုက်တာနဲ့နှိပ်လိုက်တာနဲ့ဒါခုနကကျွန်တော်တို့ create လုပ်ထားတဲ့ file လေးကိုမမြင်ရမယ်ပေါ့နော်ဆိုတော့ဒီကောင်ကတော့ကျွန်တော် browser ကအဆင်မပြေတာဗျ browser အဆင်မပြေလို့မြင်အောင်ထားပါတော့အဲ့ဒါကိုပြရတော့ဒီ Gemini မှာကျွန်တော်တို့ဒီမှာအဲ့ link လေးအဲ့လို share လို့ရပါတယ်ဆိုတော့ဒီလိုပုံစံလေးနဲ့ကိုကလွယ်လွယ်ကူကူမြန်ဆန်ဆန်အဓိကတော့မြန်ဆန်တာပေါ့နော်မြန်ဆန်ဆန်နဲ့ကျွန်တော် PowerPoint လေးကိုပြင်လို့ရတယ်ဒီမှာဆိုရင်ဒါသူပြင်ပေးထားတဲ့ PowerPoint လေးဗျာဒါဆိုရင် leading activity လေးထည့်ပေးပါဆိုတော့သူအဲ့မှာပါတယ်ပြီးတော့ဒီမှာသူရှင်းပြထားတာလေးတွေရှိရပေါ့နော်ဆိုတော့ပုံလေးတွေလည်းသူက suitable ပဲသူပေးထားတဲ့ပုံလေးကိုကြိုက်လို့ဆိုလည်းကို Google slide ထဲမှာတွားပြီးပြင်လို့ရတယ်ပေါ့နော်ကဲဒါဆိုရင်မြန်ဆန်ဆန်နဲ့ဘယ်လို Gemini ကို PowerPoint လေးတွေပြင်ခိုင်းမလဲဆိုတာကို form ပေါ်မှာပေါ့နော်ဘယ်လိုပြင်ခိုင်းမလဲဆိုတာကျွန်တော်တို့ပြသခဲ့တာဖြစ်ပါတယ်ဒါလို့ဆိုရင်တော့ကျွန်တော်တို့နားလည်လို့ထင်ပါတယ်နောက်ထပ်ပို့ပြီးတော့မြန်ဆန်နဲ့ပို့ပြီးတော့စနစ်ချတဲ့ house ပို့ပြီးတော့တွန်းတွန်းလက်လက်နဲ့လုပ်ရှင်နေဆိုရင်တော့ကွန်ပျူတာမှာလုပ်တာပိုကောင်းတယ်အဲ့တော့ကွန်ပျူတာမှာလုပ်တာကိုတော့နောက်ထပ် video လေးမှာကျွန်တော်ပြပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကိုယ်တိုင်အဲ့လိုကြည့်ပါအောင်နော်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe follow လေးလုပ်ထားပေးပါအောင်နော်အားလုံးပဲတတာ see you in the next video bye bye